အခန်းကလည်းတိတ်ဆိတ်နေတယ်အခန်းထဲမှာလည်းမောင်မောင်တယောက်တည်းမောင်မောင်ကစစ်ပင်မနှွမ်းနေနေတဲ့အတန်နဲ့ဒီနေ့လည်းငါတယောက်တည်းပဲဘသူနဲ့မှလည်းမတွေ့ချင်တော့ပါဘူးဆိုပြီးညီးထွားနေတော့မှပဲရုတ်တရက်ဖုန်း vibration ထမိလာတယ်ဒီချိန်ကြီးဘသူဖုန်းခေါ်နေတာလဲဆိုပြီးဖုန်းကင်လိုက်တယ်ဖုန်းထဲကနေမင်းငါ့ကိုမေ့နေပြီလားတဲ့မောင်မောင်ရုတ်တရက်လန့်သွားပြီဘသူလဲလို့မေးလိုက်တယ်တစ်ဖက်လူကမင်းပဲလေလို့ပြန်ပြောတယ်မောင်မောင်ကမဖြစ်နိုင်ဘူးငါဒီမှာရှိနေတာလို့ပြန်ညွှန်လိုက်တဲ့အခါဖုန်းထဲကနေရီတန်နေမင်းဒီမှာရှိနေတယ်ဆိုတာကငါအတွက်ပဲလေကွာမင်းမလုပ်ရတဲ့အရာတွေအလုံးငါလုပ်ခဲ့တယ်လေမင်းညကတကားကိုဘသူပိတ်ခဲ့တယ်သွေးတွေကိုလည်းဘသူဆေးခဲ့တယ်ဆိုတာမင်းမမှတ်မိတော့ဘူးလားတဲ့မောင်မောင်ရုတ်တရက်အသက်ရှူရကြက်လာတယ်မဟုတ်ဘူးငါဘာမှမလုပ်ဘူးလို့ပြောတော့ဖုန်းထဲကနေမင်းမမှတ်မိတာနဲ့မင်းမလုပ်ခဲ့ဘူးလို့ထင်နေဆိုပြီးဖုန်းကိုချသွားတယ်မောင်မောင်တူတူလေးရေချိုးမိတယ်ဒါဆိုအခုဖုန်းဆက်နေတာဘာတူလဲဖုန်းချသွားပြီဆိုတာနဲ့ပြီးသွားပြီလို့ထင်နေတော့မှပဲနောက်ကျောဘက်ကခြေတံတိတိလေးကြားလိုက်ရတယ်မောင်မောင်ကဘသူလဲလို့မေးလိုက်တော့ပြန်ဖြေတံမကြရဘူးခြေတံကပို့ပြီးနီးလာတယ်ဒါနဲ့မောင်မောင်ကအော်တန်နဲ့ဘသူလဲလို့ပြောဆိုအော်လိုက်တယ်ရုတ်တရက်ဖုန်းကအလူအလျောက်ပွင့်သွားတယ်ဖုန်းထဲကနေဖုန်းပိတ်လိုက်လို့ငါပျောက်သွားတယ်လို့မင်းထင်နေလားတဲ့မောင်မောင်ကမင်းမတူလဲဆိုတော့ဖုန်းထဲကနေလေတံတူတူလေးနဲ့မင်းမျက်လုံးနောက်မှာမင်းမကြည့်ရတဲ့အချိန်တိုင်းမှာငါထွက်လာတာမှန်လေးကိုကြည့်လိုက်တဲ့မောင်မောင်ကမကြည့်ဘူးဆိုတော့ဖုန်းထဲကနေအမိန့်တန်ကြည့်မောင်မောင်ကတုံတုံရီရီနဲ့မှန်လေးကိုကြည့်လိုက်တယ်ဒါငါမဟုတ်ဘူးတဲ့ဖုန်းထဲကအတန်ကရှိတက်တဲ့ငါကမင်းလိုချင်နေတဲ့မင်းပဲလေအခုမှငါအပြင်ထွက်လို့ရတာ